မနစ်ကထက်ကိုဗျာပိုကြည့်လို့ကောင်းတယ်ဘာလို့လဲဆိုတော့ဒီမနစ်ကဆို OKC တင်တာပေါ့နော် OKC တင်တာလည်းကောင်းတယ်ဒါပေမဲ့သူကနည်းနည်း flopping တွေများနေတယ်ဗျာသိရမလားကျွန်တော်တို့ basketball ပွဲကြည့်ရလို့ဆိုသိတယ် OKC ကနည်းနည်း flopping များတယ်တိတ်ကြည့်လို့မကောင်းဒီနေ့ပြာကူ game 1ပဲရှိသေးတယ်နှစ်ဖက်တင်းလုံးတော်တော်ဘောနော်ကြည့်နေတော်တော်ကစားသွားတယ်ဗျပြီးတော့ဒီပွဲကစားနေတဲ့အတွင်းမှာဘောနော်ကျွန်တော်နည်းနည်းစိုးရိမ်မှရှိတယ်ဗျဒီ first quarter မှာဆို Jalen Brunson ကအနေနဲ့တန်ရရလို့ပဲဖြစ်သွားတာဒုက္ခဒဏ်ရာမရစေချင်ဘူးညဒီစနေချာကစားသမားအဓိကကစားသမားပြီးတော့တက်ကွာသားမှာဆိုလဲဝန်ပယံမှာဒဏ်ရာရလို့ပါလို့မရစေဘူးပွင့်နေပြောတာနော်နှစ်ပတ်တင်းကဘယ်အဓိကကစားသမားဟိုမှာဒဏ်ရာမရစေချင်ဘူးဒီတိုင်းပဲဗျာတွားစီချင်ဒီအ ਨੇ ဆုံးခုက game 1ပဲရှိသေးတယ်ပေါ့နော်ဒီတစ်ပတ်တင်းကစတိုက်နိုင်ရမယ်ရဖို့ဆိုရင်ဒီ၄ပွဲပေါ့နော် game 4ဒီတွားအဲကြားထဲမှာအပြန်လည်အနိုင်ရမယ်ဆိုရင်ကျွန်တော် game 7ဒီလည်းရအောင်တယ်နော်တော်တော်ကြည့်လို့ကောင်းတယ်ခုဒီ game 1ပဲရှိသေးတယ်ဗျာနော်ဒီ quarter 4မှာเนาะ4 quarter မှာနောက်ဆိုရင်ကျွန်တော်ကထင်တာကပေါ့နော်ဒီနောက်ဆုံး minute ပေါ့နော်ဒီ final 4 minute လောက်မှာဒီအဆန် Anilo Spurs ကသူနည်းနည်းပေါ့နော်ပြန်ပြီးတော့လေရင်ပြန်လုံနိုင်ခဲ့တော့ပေါ့နော်ဒီအမှတ်တာနေပြန်ပြီးကြည့်လို့ကောင်းတယ်ဒါပေမဲ့ဘယ်ဟုတ်မလဲ Jalen Brunson ကအမှကျွန်တော်တို့ဒီ3 point တစ်ခါရှုရတယ်ပြီးရင်သူ့ရဲ့ floating ball မှာနော်သူ့ရဲ့နာမည်ကြီး floating ball နဲ့2 point တစ်ခါရှုပါပြီးတော့တစ်ဖက်ကပေါ့နော် turnover ဖြစ်သွားတယ်ပါကျွန်တော်1 point ရမှာအမှတနေ့တစ်ခုလားမသိဘူးချိန်မှာ turnover ဖြစ်သွားတယ်ဒီပွဲပြီးကန်ပေါ့နော်အဲ့ဒါတွေကလွဲချော်ပြီးတော့ Spurs ရှုံးသွားတာပေါ့နော်ဒီ New York Knicks နိုင်သွားတယ်ပြီးတော့ဒီ New York Knicks ရဲ့ပရိသတ်တွေကလည်းအားပေးတာတော်တော်ကျန်းတယ်ဗျာ Spurs စိန်ဝင်တာပြော New York Knicks ပရိသတ်တွေကပိုတော်များနေလို့ဗျာသိပြီးတော့ 4 quarter မှာပဲကျွန်တော်တို့ဝန်ပယံမှာဆဖီလာဆိုတဲ့ပရိသတ်တယောက်လည်းရှိတယ်ကိုနေသီလာပြီးတိုင်လူကြီးတွေပြန်တော်တော်လုံခြုံရေးတွေတော်တော်ထားလိုက်တယ် game 1ပဲရှိတယ်เนาะတော်တော်ကြည့်လို့ကောင်းတယ်